ဟိုလေဒါနဲ့ကိုညီနဲ့စားနေလေငါတို့အခုနေကောင်းကြပြီဖြစ်သေးအားနာပါရဲ့ဆွေးချင်းဖြစ်နေတော့အဲ့ဒါဆက်မပါလာလို့လေအဲ့လေတော့ပြပါလာတယ်လောက်ပါငါလူစုမဟုတ်ဘူးငါရှင်းပြမယ်ငါလွတ်လိုက်နေမអော်နဲ့နော်မနမေကဝတီပါငါမိပါရကိုတလောကပဲဆုံးသွားတာအုတ်ထင်းသူအနေနဲ့ငါတော့ငါ့ကိုမွေးစားဖို့လုပ်နေတာငါတော့ကောင်းနေသူမဟုတ်ဘူးဟာငါမိပါရဲ့မွေးမှန်နေတဲ့သူခုလေငါ့ကိုအတင်းလိုက်ဖမ်းနေရအဲ့ကြောင့်ငါထွက်ပြေးလာရတာပါဟာငါ့ကိုလေပြန်လည်းမပို့ပါနဲ့နော်တတင်းလည်းမပေးပါနဲ့နော်ငါတကယ်ဒုက္ခရောက်နေလို့ပါငါ့ကိုကူညီပါအောင်နော်ကူညီမယ်မလားယင် ဟာဘယ်လိုကူညီရမှာလဲ ဟိုစင်ပြင်းလေငါဒီမှာခဏလောက်တည်လို့ရမှာ ဟာအဲ့တော့မဖြစ်ပါဘူးငါအမှုပဲဘယ်လိုလုပ်မလဲပြီးတော့ဒီကဘယ်သူမှယုံရတာမဟုတ် ငါလူကောင်းဆိုတာငါအမခံပါတယ်ငါမလိမ့်ပါဘူးပြီးတော့ညင်ကြည့်ရတယ်လူကောင်းပုံစံပါပဲဟိုမင်းကလေးတယောက်ဒုက္ခရောက်နေအောင်လို့ညင်ကြည့်ရင်ပြင်မလို့ပါဘူးနော်ကျေးဇူးပြုပြီးကိုညီပေးပါနော်တစ်ခါတော့ပါပဲကိုညီပါနော်ကိုကျန်းလာတော့အပြင်အာငါလည်းဆုံးဖြတ်ရခက်တယ်လားဒီမှာအဲ့ဆိုဒီလိုငါကိုပြန်လာရင်နေလို့ရအောင်ပြောပေးမယ်ဒါပေမဲ့သူပြန်လာတော့နေခဏတော့ဖုန်းနေတယ်နော်သူ့ကိုငါအရင်ရှင်းပြထားပြီးတော့နေလို့ရအောင်ငါပြောပြပေးမယ်နော် ကျေးဇူးပါငါကိုညီပါအောင်နော်ဟိုလေဒါနဲ့ကိုညီနဲ့စားနေလေငါတို့အခုနေကောင်းကြပြီဖြစ်သေးအားနာပါရဲ့ဆွေးချင်းဖြစ်နေတော့အဲ့ဒါဆက်မပါလာလို့လေအဲ့လေတော့ပြပါလာတယ်လောက်ပါဟုတ်ပါဟုတ်ပြီပါ ဒီပါတော့ ဒီကနေ့ငါတို့စားနေတယ် ရ ဟာရွှေတဲ့စိတ်ပဲပုံမှန်လေးငါဒီစိတ်ကိုတုံးနေကြသိလားရွှေဘက်ကလေ16နိုင်ကြာဘက်ထရီယာပေါက်ပေါက်မှုကောက်ွယ်ပေးရဲ့4နိုင်ကြာတခါလဲလဲကြမလို့တော့ပိုင်းလိုင်းနဲ့လည်းအဆင်ပြေဘလုံးလုံးနေနေလဲဝန်ထမ်းတွေလည်းအဆင်ပြေရဲဆိုတော့အရင်မိုက်တယ်သိလားတိုက်ဆိုင်ဆိုင်နေငါအမြဲတုံးနေတဲ့ရွှေဘက်ဝယ်လာပေးရပဲကျေးဇူးပါဟာ သူရိုက်ညီလေးကိုပြန်လာပြီနော် ကိုပြန်လာပြီနေမြန်တော့ကိုနေမြင်လက်အောင်ပါလိမ့်မယ်တော်တော်